အားလုံးပဲမင်္ဂလာပါရှင်ဒါဟိုနေ့ကမုံငင်းကျင်လေးတိတ်ထားပါတော့ဗမာမုံငင်းကျင်တိတ်ထားတာကိုဒီနေ့နက်ပြီဆိုတော့တိတ်စားမှာပေါ့နော်ကဒီရုပ်စာထားတာဘယ်လောက်ကြာလိုက်လဲဆိုရင်၄ရက်ဝန်းကျင်လောက်ကြာတယ်ပေါ့နော်အဲဆိုတော့ကိုရပြီဆိုတော့စားမှာပါရှင်တုတ်ထွေးမှာပေါ့နော်မျိုးဥမာကွာတကယ်လို့ကင်နေဆိုရင်လည်းဇွန်းတန်တာနဲ့ကင်ပေါ့နော်ဇွန်းလို့တူးလို့အဲ့လိုမျိုးနဲ့နိုင်ဒါတချို့ကလည်းပေါ့နော်နေပူထဲမှာတရေပြတယ်ပေါ့နော်ပြီးမှကိုခန်းပူချိန်တိုင်းပဲထားတယ်ပေါ့နော်တိမ်ကြီးကတော့မျိုးမျိုးရှိတာပေါ့ကတော့မဟုတ်ပါဘူးရှင်နေပူတရက်ထုံမလန်းပါဘူးဒီတိုင်းကိုခန်းပူချိန်မှာနဲ့တယ်ဟိုကချင်းတယ်ပေါ့နော်အဲဆိုတော့မထားဘူးပြီးတော့ကျတော့တောက်ချောက်တစ်ခါတည်းကုန်ရင်တော့ကိစ္စမရှိဘူးပေါ့နော်အဲ့လိုမျိုးထုတ်လိုက်တယ်ကျတော့တစ်ခါတည်းကုန်ရင်မှကုန်ပါနေဒါပေမဲ့ကုန်ဖို့ကညမှာပါဟိုကဖွဲတောင်းတဲ့ခါကျတော့အချင်းမဲ့ကြိုက်တဲ့ငယ်ချင်းတွေကိုလက်ဆောင်ပေးအောင်ပေါ့နော်တောင်းထားတဲ့လူရှိတယ်ဆောက်ထည့်ပေးပါလို့တရားကိုတပူတော့လူလေးကြီးရပေါ့နော်မကြရင်ပုံပါညာစာဒီလိုပုံထားလိုက်မယ်ပြီးတော့အဲ့ထဲမှာအတုပ်ထဲမှာဘာကြီးထည့်မလဲဆိုတော့လေဒီကျက်သွန်နီဟိုပေါ့နော်ရေနိုင်ဆေးထားမှုမှာဆိုတော့အဲ့ထည့်မယ်ပဲမုံထည့်မယ်မြုပ်သီးတုံမုံထည့်မယ်တကယ်လို့ကိုကမြုပ်သီးစိမ်းကြိုက်တယ်ဆိုရင်ငယ်လေးကြောင့်မြုပ်သီးစိမ်းတောင်လေးတွေညှက်ထည့်တယ်အဆင်ပြေတယ်အပေါ်ငံမိပြီးငံပြားလိုနောက်ငံပြားကြီးထည့်မယ်ပေါ့နော်ပြီးတော့သူကစီကျဲနဲ့တုတ်တာတဲ့စီစိမ်းနဲ့တုတ်တာပို့လိုက်တယ်ဒီလားပြီးတော့ပဲစီနဲ့ပဲတုတ်ပါတယ်ပြီးတော့ကြက်သားမုံထည့်မယ်ပေါ့နော်တကယ်လို့ကိုကအချုံမုံစားတယ်ဆိုရင်တော့အချုံမုံထည့်ပါရှင်တုတ်ကြပါမယ်နော်ဒါခုကျက်သွန်နီရောပုံထည့်မယ်ပေါ့နော်အရင်ဆုံးလူလေးလောက်လိုက်အောင်မယ်ဒီစမှာပဲမထည့်အစကတော့ကိုကြိုက်တော့ထည့်စားလို့ရတယ်ပေါ့နော်ငယ်လို့ကိုကမြေပဲစားလို့အထောင်းလေးတွေကြိုက်တယ်ဆိုရင်လည်းလေအဲ့လေးထည့်စားလဲအဆင်ပြေရရှင်မြုပ်သီးလောင်မုံလေးထည့်မှာပေါ့နော်အစကြိုက်ချင်တော့ပို့ထည့်ပါချုံမုံဆိုင်ချုံမုံထည့်တော့လို့ရတယ်နော်ကိုအင်္ဂလိပ်ကြီးရစားမှာမဟုတ်နဲ့နေရပါရှင်အဲ့ဆိုပြီးနေရတဲ့ဒီလိုမျိုးကိုလက်နဲ့ကိုတည်တတ်နေရတာကိုကြိုက်တယ်ထိမိရလို့လည်းခံစားရစိတ်ကစီရလည်းအများကြီးထည့်ကြမလို့ပေါ့နော်သူ့ရဲ့အချင်းနဲ့ဆိုတော့အနံ့မွေးရုံပါပဲဒီကြည့်ပြီးတော့နည်းနည်းပေါ့တယ်ဆိုမှငံပြားကြီးပေါက်မှာပေါ့နော်ငံပြားကြီးတီးပါပေါ့နော်မျိုးလေးတုပ်ပြီးတော့ပြီပေါ့နော်နေ့လည်နေခင်းဆိုရင်ဒီလိုမျိုးလေးတုပ်စားလေကောင်းနေရင်လေးလေးနဲ့လေမီးကြီးပေါ့နော်ကတော့အလိုခုနကတော့အနှစ်တုပ်ပြီးကျန်တာထမင်းလေးနေထားတယ်ဒါလေးပြပေးမယ်ဒါမျိုးလေးပေါ့နော်ကျန်တဲ့အနှစ်လေးနဲ့အနေထားတာကိုရီးယားဒီဇိုင်းလို့
လိုမျိုးအချင်းလေးနဲ့ပေါ့နော်တွဲစားမှာပါလို့ထမင်းနဲ့စားရင်လည်းအဆင်ပြေတယ်ဒီတိုင်းရင်းနှီးလေးနဲ့နီးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်တဝူးတယောက်ချင်းဒီတိုင်းကိုအေးရကျေးဇူးတင်ပါတယ်အချင်းသိစားတဲ့လူတိုင်းလည်းစားကောင်းကြပါစေလို့အေးရဆုတောင်းပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်